ဟိုလိုင်းရေးကိစ္စကတော့နှစ်ခုပါခင်ဗျာ ဟဲ့ဘာလို့လာတာတစ်ခုတည်းလေကွာဘာနဲ့ဒီကြမှာနှစ်ခုပြရတာတော့ ဟုတ်ပါတယ်ကျွန်တော်အဲ့ကိစ္စနောက်မှရှင်းပြမယ်နောက်မှတက်ရှင်းပြမယ်နော်အော်ဒီလိုပါခင်ဗျာပထမတစ်ခုကတော့ကျွန်တော်တို့ရဲရွာအတွက်ကိုကျွန်တော်တာရေးနာရေးကိစ္စတွေကိုဖြေရှင်းနိုင်ဖို့အတွက်ဟိုပရဟိတအသင်းလေးဖွဲ့မလို့အဲ့ဒါအလှလာခံဟုတ်ပါတယ်ဟောရဲရွာကျိုးကိစ္စပဲဒေါ်လေးတို့ခိုင်းနဲ့လှူနေကြလှူမပေါ့မောင်ကြီးလှူမယ်စိတ်ချပဲနောက်တစ်ခုပါ မိုင်းတော့ ဘာဖြစ်နေလဲရှင်ကျမနေမှာဘာလို့ခေါ်နေဟိုစကားတော်မစုံသေးဘူးပြောတာလည်းနားထောင်ပါမလားတကယ်လေပြောမလို့တော့ ဟုတ်ကဲ့ခင်ဗျာဒုတိယတစ်ခုဟာလေဟိုလူပြောရမလဲဆိုတော့ဟိုအဲ့ဒါပေါ့အဲ့ဒါပါပဲဟိုဒီတော့ကစကားပြောဖို့ဘာတွေများခက်ခဲနေလဲမသိဘူးဒေါ်လေးတို့ဘာမှအားနာစရာမလိုပွင့်ပွင့်လင်းလင်းပြောရဲရဲတင်းတင်းပြောကြောက်နေ ဟုတ်တော့မင်းပြောလေ ဟုတ်ကဲ့ပါဟိုပွန့်ပွန့်လင်းလင်းပြောရမယ်ဆိုရင်တော့ဟိုဒီလိုပါဒါကျွန်တော်ဦးလေးပါကျွန်တော်ဦးလေးကျွန်တော်ဦးလေးကိုကျွန်တော်ကအုတ်ထင်းသူနေရာမှာထားဟိုဒီကလူကြီးမင်းတွေကိုအတိတက်တင်နေရာမှာထားပြီးတော့ဟိုကျွန်တော်မောင်ဒီတုတ်ကညီတော့ လောက်ဆောင် ရ ရှင်ဘလို့ဖြစ်နေဟမ်ဒီတော့ခေါ်လိုက်အေးဆောင်ခေါ်လိုက်ဟမ်ရှင်ကနာမင်းဖြစ်နေအေးစိနေစမ်းမှာတစ်ဖက်ကစကားဘုံဘုံပြောရတယ်ရှင်ဝင်ဟန့်နေတာနဲ့ကဲမောင်လေးစပ်ပြောဟုတ်ကဲ့ကျွန်တော်ဘယ်ရောက်သွားဟိုလားဆောင်လို့အိမ်ရောက်နေတာလေမင်းလေး စကားပြောတာ အော်ပြောတာဟိုကျွန်တော်မောင်ဒီတို့က အော်ဟဲ့ကျွန်တော်မောင်ဒီတုတ်ကဟိုရဦးလေးနဲ့တော်လေးတို့ရဲ့သမီးဟိုလှလှစင်ကိုချစ်ခင်စုံမဲ့တဲ့အတွက်လာပြီးတောင်းရတာပါခင်ဗျာဘာကွာငါတော့နေတယ်ဗျာတပေါင်းတော့လူပြကောင်းတယ်ဟုတ်ပေါ့ဟိုရောက်နေတော့ဟိုဒေါသထွက်ပြီးကျုံသွားနေတာဘာမှလည်းမသိဘူးလေတက်မအိမ်မဖွတ်တက်လာဖွတ်တော့မှရိုးရိုးဖွတ်မဟုတ်တောင်းအောင်ဆောင်ဖွတ်ဟုတ်လေဟိုတောင်းအောင်ဆောင်တော့ကြီးဟိုကျုပ်ဘာအကောင်ပြောညာကျုပ်ပါစံနဲ့ကျုပ်ရေးတယ်မှာခင်ဗျာခင်ဗျာကဲခုလားဆောင်ခလေးကလူကြီးတွေနဲ့နော်ကောင်းကောင်းမွန်မွန်လာရောက်တောင်းရနေတာအဲ့ဒါရှင်းဘက်ကလူကြီးပြီသဘောတူတယ်မတူဘူးကောင်းမွန်ပြန်ပြောမှာပေါ့ဘေးလူတွေလည်းအားနာအောင်လေဘယ်နဲ့ ဟုတ်ပါတယ်ခင်ဗျာဟိုကျွန်တော်တို့လေးမောင်နီတုတ်ကလေဘွဲရပညာတတ်တဲ့အောင်မဟုတ်ပေမဲ့သူကလူငယ်ပြီးကိုဒုကိုချုံပြီးတော့လုပ်ငန်းတစ်ခုပိုင်ဆိုင်ထားရတယ်ပါအဲ့တော့မောင်နီတုတ်ဘက်ကဘာပဲလို့လူအပ်သမျှကိုအုတ်ထင်းသူတယောက်နေတဲ့ကျွန်တော်အားလုံးတောင်းရပါတယ်အဲ့တော့ခမရတာဝန်ယူရဲဆိုလဲကျုပ်ကပြောရတာပေါ့ဗျာဟုတ်ပြောပါကျွန်တော်သမီးနဲ့နီတွတ်နဲ့ကိုလုံးဝသဘောမတူစရာမရှိအခုတော့ရှိတာပေါ့လေကျွန်တော်လူချင်းတဲ့အချက်တစ်ချက်ကိုတော့ပြပြလဲလဲလိုက်လျောပြီးမယ်ဆိုရင်ဘာလိုက်တော့မှာပေါ့ဒီကိစ္စမျိုးကဒါနှစ်ဦးတစ်ဖက်ညှိနှိုင်းရမယ့်ကိစ္စတွေပဲဟုတ်တယ်နော်မောင်နီတုတ်ဟုတ်သားပဲကိုလာဆောင်ရဲ့ဟိုဘာပဲဖြစ်ဖြစ်ကိုလာဆောင်တို့လူချင်တာကိုပြောပေါ့ဒါနီတုတ်ဘက်ကလိုက်ရောပေးရမှာပေါ့ပြောပါတောင်းဆိုပါခင်ဗျတခုတည်းပါနီတုတ်လိုက်လျောရမယ်အချက်ကအခုသူအားပေးနေတဲ့မန်ယူအသင်းကိုစွတ်လွတ်လိုက်ပြီးကျအားပေးနေတဲ့ Chelsea အသင်းကိုပြောင်းပြီးအားပေးလိုက်ရင်မစားဘူးရှင်ဘာပြောနေတာလဲဟမ်အခုရှစ်သမီးကိုလာတောင်းတာလေဘယ်လိုဘောလုံးသီးပြပါလာတာတော့ရှင်ကလေးကလားနဲ့အိုးမအေးတော့ဒီတခါတော့ငါမင်းကိုအမိတ်ပေးမယ်အစကလေးပိတ်ထားကဲပြောတဘောတူလာလိုက်လျောလာဟဲ့ချက်ဒီတော့နင်းလည်းဘာတွေကြီးစမ်းစားနေတာလေငယ်ကိုလားဆောင်တို့ရဲ့သမီးလေးကိုချစ်ခင်စုံမဲ့လို့လာတောင်းနေနော်ဟိုကလည်းသဘောတူတယ်ဒီဘောလုံးအသင်းလေးတောင်းရွှေ့လို့တာများဘာခက်လို့ပြောင်းပေးလိုက်ပေါ့ဟိုကဒါလေးတောင်းဆိုတော့မင်းလိုက်ရောလိုက်လေကွာဒါလေးခက်ခဲနေရတယ်ကျွန်တော်မင်းကိုလုံးဝမစုံလို့နိုင်ဘူးဗျာဆင်းပြေတော့ဟိုမဆုံးလို့နိုင်ဘူးလားမင်းကိုနေတော့ရှင်ပြပြတော့ဘုံကြောက်တက်ပြောနေရလားရှင်ပြောလှလှရောက်တော့ဘာပဲလောက်လောက်ပါဆိုဟုတ်တယ်လေဒါမဲ့ဟိုချက်စီပရိသတ်လုံးဝမယ်ဆိုတော့မပါဘူးလေလှလှရဲ့ကဲလူကြီးများလည်းကြားတယ်နော်ကျွန်တော်ဘက်ကအတက်နိုင်ဆုံးလိုက်လျောပေးတယ်ဗျာဒါပေမဲ့သူ့ဘက်ကမလိုက်လျောဘူးအဲ့တော့ကျွန်တော်ကလည်းသဘောမတူနိုင်ဘူးဒါပဲလူပဲဖြစ်ခုတော့အားလုံးရှင်းသွားပြီလေမောင်ကြီးတို့ကကျမသမီးလေးကိုဘာမဟုတ်တဲ့ဘောလုံးအသင်းလေးနဲ့အောင်မလဲနိုင်ဘူးတံမိုးမထားနိုင်ဘူးဆိုတော့
သမီးငါသမီးကလည်းဒီနေ့ကဆိုင်မောင်လေးတို့ကိုခေါင်းနဲ့မထင်ဘူးနော် ကိုနီတို့ရဲ့ကျမသိလိုက်ပါပြီရှင်ကဖေဖေကိုမကြည့်နဲ့လို့ကျမကတမေချင်အောင်ဆောင်ခဲ့တာမလား ဒါပဲတင်ပါဘော အခုဖေဖေကသဘောတူရဲဆိုတော့ရှင်ကိုနီကူမလောက်နေတယ်လေ ဟုတ်မဟုတ်ပါဘူးလှလှရဲ့ကိုလေးလှလှကိုတကယ်မြန်လို့တာပါဟိုကိုက တော်သားကိုနီတို့ရဲ့ဘာမဟုတ်တဲ့ကိစ္စလေးကိုတော့တင်းခံကျမကအဆုံးရှုံးခံနိုင်တယ်ဆိုတော့ရတယ်လေကျမကလည်းရှင်လူလူမျိုးယုံစရာအကောင်းဆုံးဖြစ်တတ်မှန်လိုက်ရှင်းထွက်လာအခုကျမရထွက်လာ အဲ့လိုမပြောပါနဲ့လှလှရဲ့ကိုလှလှကိုတကယ်ချစ်တာပါတကယ်မြန်မြန်လို့နဲ့ချစ်တာပါကဲဗျာကျွန်တော်အရှုံးပေးရဗျာ အဲ့လိုမလုပ်နဲ့လေပွင့်ပွင့်လင်းလင်းမြင်တာအောင်လုပ်မင်းချယ်ဆီဖယ်လုပ်မှလားမလုပ်ဘူးလားရှင်းရှင်းပြော အရှုံးပေးရဆိုအဲ့ဒီသဘောပဲလေဦးလေးက မရဘူးလေပြက်ပြက်သားသားတိတိကျကျမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ပြောချယ်ဆီပြိတ္တလုပ်မှလားမလုပ်ဘူးလားဒါပဲ အေးဒါလေးပြောဖို့မြဝင်လေးနေတယ်ပြောလိုက်မြန်မြန် လုံးမယ် ဘာလို့ချယ်ဆီတော့ထည့်ပြောလေပေါ့ ချယ်ဆီဖန်လုံးမယ်ဗျာ လုံးမယ် မင်းစားရအဲ့ဒါပြောလိုက်ရင်ရှင်းနေတာကွာပြီးနေတဲ့ကိစ္စလူကြီးတွေလည်းရှိတယ်ဗျာ ဟုတ်ပါတယ်ဟုတ်ပါတယ် ခင်ဗျားတို့ရှိမှာပဲကျွန်တော်ဂရိပေး ဒါဘောဟုတ်တာပေါ့ အဲ့တော့ကလေးတွေအတွက်မင်္ဂလာနေ့ကျွန်တော်တတ်မှတ်ပေးမယ် ကောင်းပါတယ်ဟာ နေတို့နဲ့ကျွန်တော်သမီးလေးတို့မင်္ဂလာဆောင်လက်ထပ်ရမယ်နေ့ကတော့အခြားနေ့မဟုတ်ဘူးဗျကျွန်တော်တို့နှစ်ယောက်ရဲ့ Chelsea အသင်းအိမ်ကွင်းမှာ Chelsea နဲ့ Man U ဒုတိယအကျော်ကံမဲ့နေ့